နိရောဓသင်္ခါရနိရောဓဝိညာဏနိရောဓဝိညာဏနိရောဓနာမရူပနိရောဓနာမရူပနိရောဓသလယရဏနိရောဓသလယရဏနိရောဓဖသနိရောဓဖသနိရောဓဝေဒနာနိရောဓဝေဒနာနိရောဓတဏှာနိရောဓတဏှာနိရောဓဥပါဒနာနိရောဓဥပါဒနာနိရောဓဘဝနိရောဓဘဝနိရောဓဇာတိနိရောဓဇာတိနိရောဓဇရမရဏသောကပရိဒေဝဒုက္ခဒေါမနတုပြိဿသမုပ္ပါလဲမှာလားပြတ်မှာနားရှင်းကြရနော်အစတော့ဒီလိုပဲလာမှာကဲအဲ့တော့ဦးဇင်းတို့ဒီနေ့ပြိဿသမုပ္ပါကိုဦးဇင်းတို့ကဒီမနက်ပိုင်းသင်တယ်ဆိုတော့မူလနှစ်ပြားကိုဟောမယ်မူလဘယ်နှပြားလဲအဲ့တော့မူလနှစ်ပြားကိုဟောမယ်ဆိုတော့အရင်ဆုံးဦးဇင်းတို့ဒီမှာအင်္ဂါအဖြစ်ဘယ်နှပါလဲ12ပါးဘယ်ကိုကြည့်မလဲဆိုရင်ဒီအကွက်လေးကိုကြည့်ရင်ဒီဘယ်အကွက်လဲဆိုတော့ဒီမှာမူလနှစ်ပြားအဲ့တော့အသွယ်ကားအဖြစ်ဘယ်နှသွယ်လဲအသွယ်8သွယ်ဘယ်နှသွယ်လဲ8သွယ်နော်အဲ့တော့ဆိုကြည့်မယ်ဒီဟာလေးကိုဆိုကြည့်မယ်သင်္ခါဆောင်ဖို့လေမူလနှစ်ပြားသစ္စာနှစ်ခုဒီခုအလွာဒီက12ပါးတရားကိုများနေ3ပါးအစနေရမူလဘုဒ္ဓဝါနေကာလတို့များရှင်ရ20ဒီရှိသွေကိုအလွယ်ကြမှာစီစီအတိသတ္တရာမတို့ကြောင့်ဒီမူလနှစ်ပြားဆိုဒီမှာဝိဇာနိတနာသစ္စာနှစ်ခုဆိုဒီမှာသမုဒိယသစ္စာဒုက္ခသစ္စာသမုဒိယသစ္စာဒုက္ခသစ္စာဒီခုအလွာဆိုဒီမှာသိကြောင်းတလွာသုဘံကျုတလွာသုဘံကြောင်းတလွာအကကျုတလွာအင်္ဂါ12ပါးဆိုဒီမှာဝိဇာသင်္ခါရဝိညာဉ်ယုကာယနာဝေဒနာဥပါဒနာဘဝအတိမပတိဘဝအရမရဏတို့ဖြစ်ပါသည်ဗျာယေဘုညာနိသုံးပါးအစဆိုဒီမှာ